မလေးဝါသနာပါလို့လုပ်တယ်ဆိုပြီးတော့ကောင်းတာဝါသနာပါရင်တော့တော်ပါတယ်မကောင်းတာဝါသနာပါနေဘယ်လိုလုပ်အဲ့တော့ကောင်းမကောင်းကိုပါတဲ့ဝါသနာဒီသူများကိုထိခိုက်သလားကိုအကျိုးထိခိုက်သလားဆိုတာကိုစွန့်တဲ့နံစွန့်ပြီးတော့ဝါသနာကိုဖျောက်တဲ့နံဖျောက်ကောင်းတဲ့ဝါသနာတွေနဲ့အစားထိုးပြီးတော့မကောင်းတာကိုဖယ်ရှားပြရဝါသနာဆိုတဲ့ခေါက်ရိုးကြီးကျိုးနေလို့ကတော့မဖြစ်ဘူးတဲ့နော်မကောင်းတဲ့အလေးချင်းတွေကိုသိတဲ့ဘဝမှာပြင်မပြင်လို့ရှိရင်နောက်ဘဝဆက်ပါနေဦးမှာပဲရှင်ပိလိန်နာဝိစာဆိုတာမကောင်းတဲ့နှုတ်ကြီးကျိုးနေတာလေခုမှကျိုးတာမဟုတ်ဘူးသူကအတိတ်ဘဝကဘဝပေါင်း900 1000ဒီလိုဖြစ်လာခဲ့တာလူမြင်လို့ရှိရင်ငရုတ်ပါလို့ခေါ်တယ်သူကနော်လူကိုချိုးချိုးသားသားမပြောတတ်ဘူးဟုတ်လောက်တယ်စကိုင်းနယ်မှာတောရွာဘုန်းကြီးတစ်ပါးရှိတယ်အဲ့ဒီဘုန်းကြီးတွေကတွေ့လို့ရှိရင်သူနှုတ်ဆက်တာကြည်စံဘယ်တော့မှချိုးချိုးသားသားနှုတ်ဆက်ဘူးဆဲပြီးနှုတ်ဆက်တာသူကနော်ဟာကောင်ကြီးမသေးသေးဘူးလားဆိုတာမေးအဲ့ဒါနှုတ်ဆက်တာလေနေကောင်းလာလို့မနှုတ်ဆက်ဘူးဆဲပြီးတော့နှုတ်ဆက်အဲ့ဒါလိုလည်းမဖြစ်စေကြနဲ့ဝါသနာကိုကအဲ့ဒီတိုင်နော်အဲ့ဒါလိုမဖြစ်စေဖို့ကောင်းမြတ်တဲ့ဝါသနာတွေကောင်းမြတ်တဲ့အလေးအထားတွေကိုယ်တဏ္ဍာမှာလေ့ကျင့်မွေးမြူကြရမှာဖြစ်တယ်ပေါ့အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီချမ်းသာဒုက္ခကိုရှားတယ်ဆိုတာဘာနဲ့ရှားရမှာလဲဘာနဲ့ရှားရမှာလဲလို့ဆိုရင်မြတ်စွာဘုရားကသူခောပုံညတဥစ္စယောကုသိုလ်ကောင်းမှုတွေစုဆောင်းပြီးရင်ချမ်းသာပါတယ်လို့ဟောတော့ကုသိုလ်ကောင်းမှုနဲ့ရှားပေါ့ခုနပြောသလိုတရားတွေကိုညှင်းဆဲပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့သူများဒုက္ခရောက်အောင်လုပ်ပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့ဆိုတဲ့ဒီအတွေးအခေါ်မြတ်စွာဘုရားရဲ့အဆုံးအမတွေမိမိရဲ့ရင်ထဲနှလုံးထဲမှာစွဲသွားအောင်မှတ်ထားနောက်ဘဝလည်းဘယ်တော့မှသူများမျက်ရည်ကျအောင်လုပ်ပြီးချမ်းသာတာသူများဒုက္ခရောက်အောင်လုပ်ပြီးမှချမ်းသာတာမျိုးဒါမျိုးတွေမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်အများကိုကောင်းကျိုးချမ်းသာဖြစ်စေပြီးတော့ကိုယ်ချမ်းသာဒုက္ခရအောင်ကြိုးစားအထောက်ရောင်းတာဝယ်တာဆိုတာတောင်မှပဲကြည့်နေပစ္စည်းကိုမှန်မှန်ကန်ကန်ရောင်းတယ်မှန်မှန်ကန်ကန်ပေးတယ်တရားတမိုးပေးတယ်ဆိုဝယ်တဲ့လူလည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာဟောကောင်းတဲ့နီးနဲ့စီးပွားရှာတာလေအဲ့လိုပုံကိုယ်တွေလည်းအများကြီးရှိပါမရှိဘူးမဟုတ်ရှိတရားသဖြင့်စီးပွားရှာလို့ရသွားတဲ့ပုံကိုယ်ဟာလည်းစိတ်ချမ်းသာမှုရှိအဲ့ဒါလို့လောက်ရဝယ်သူရောရောင်းသူရောမြစ်ပတ်တဲ့စိတ်တော့မထားရဘူးတခါတည်းရင်ရောင်းတဲ့လူကစိတ်ကောင်းရှိတော့လဲဝယ်တဲ့လူကစိတ်ကောင်းမရှိတာလဲရှိနိုင်သေးတယ်ဒါကတော့